ဒါလေးကအရင်အဆင်ပြေတာနှီးတို့ရွာဘက်မှာဆိုလို့ရှိရင်စပယ်စီတွေလေနားတဲ့ဝင်နေဆိုရင်အခုလိုမျိုးဖျောင်းနိုင်လေးထွင်းပြီးတော့ထုတ်လို့တောင်ရတယ်အတွင်းထဲကလေနှင်းရှည်လာများကြီးတွေအထိကိုပဲဒီကမှာဖျောင်းနိုင်လေးစုပ်ယူသွားတာနားလဲလုံးဝမနာဘူးဘေးဥဘက်လည်းလုံးဝမရှိဘူးဟိုးအတွင်းနဲ့အထိကိုပဲရောက်တယ်သူကကြတော့ပါလာတယ်ပေါ့နော်နားဆိုရင်နားတဲ့ကြီးတွေဆိုအလိမ့်လိုက်အခဲလိုက်ပါတယ်အဲ့ဒါနှီးကကိုယ့်ဘာကိုလှုပ်တာကိုယ့်ဘာကိုလှုပ်တာဝဲရတာမဟုတ်ကိုယ့်ဘာကိုလှုပ်လို့ရနော်နီးလန့်ပြပေးမယ်နီးလန့်ပြပေးမယ်ဒီမှာကြည့်နီးတို့တွေလေဒီမှာဒါဆိုရင်ခဲတယ်လေဘောပင်နဲ့မလို့နဲ့ဘောပင်ကလည်းကော်ဆိုတော့ကြတော့ကိုကလည်းဖျောင်းချမှာဆိုအပူဆိုကတ်သွားပြီးတော့လောက်ကတာခက်တယ်အဲ့တော့ဖျောင်းနိုင်လေဖျောင်းနိုင်မှာဒီလိုမျိုးလေးလိတ်တာနှင်းရအဲ့လိုမျိုးလေးသူကအခေါင်းမောင်လေးရသွားအောင်လို့ပေါ့နော်ပစိုးစာလေးဒီလိုလေးဒါပစိုးစာလေးပိုင်းလိုက်တယ်ပိုင်းပြီးတော့နှင်းရဒီလိုမျိုးလေးလိတ်လိုက်တယ်အဲ့လိုလေးကတော့ဘယ်မှမဝယ်ဘူးနှင်းရကိုပါကိုလောက်တာဒါနှီးတို့ဦးလေးရမှာနီးပေါ့နော်ဦးလေးဆိုလို့ရှိရင်အိမ်မှာနားတွေတအားရားနေပြီဆိုရင်လောက်ပါအောင်နဖာကလော်တန်နဲ့မလုပ်ဘူးနဖာကလော်တန်ကဥပ္ပရတယ်လေအခက်မသိလို့ရှိရင်ပြီးရင်အိမ်နားကြက်တောင်နေတာနှီးတို့ရဲ့မှာအဲ့ဒီအချိနေတဲ့ဥစ္စာအထက်ထဲကိုလေထိုးပြီးတော့ထဲ့တယ်လို့ဖြစ်ပြီးပို့ပြီးတော့မှအခဲကြီးအထက်ထဲဝင်သွားသေးတယ်ဒါလေးနဲ့များလုပ်ပြီးသွားဆိုနားလေးကိုပေါ့ပြီးတော့လေလူကြီးအတွက်လည်းအရန်အဆင်ပြေတယ်လူကြီးအတွက်ဆိုလည်းအရန်အဆင်ပြေဒါဘာမှနားတွေထိကြိုက်တာတွေမရှိဘူးနားစီတွေမထိကြိုက်ဘူးအခုလိုမျိုးလေးဒီလိုလေးပတ်လိုက်တာဒီလိုလေးနော်အဲ့လိုလေးပတ်လိုက်တာဘာမှမခက်ဘူးအိမ်မှာလုပ်ကြည့်ဒီလိုလေးတမိသားစုလုံးနော်လုပ်လို့ရတယ်အမလေးဒါလေးလုပ်ပြီးသွားအရန်ကိုစိတ်ကျင်နေတာဒီမှာနှီးတို့အိမ်ဆိုလို့ရှိရင်နဖာကလော်စရာမလိုဘူးဒီတိုင်းလေးလုပ်လိုက်အောင်မယ်ဒီမှာကွာဒီရက်မှာခဲရန်ဒီနေရာလေးထိခဲရန်ရှည်လေးဆိုပိုကောင်းတယ်ဗောနော်အဲ့လိုမျိုးလေးရောက်သွားပြီဆိုနှီးတို့ကဒီဥစ္စာလေးကိုဖြတ်လိုက်ဖြတ်ပြီးသွားပြီဆိုတော့နှီးတို့ဒီမှာဖျောင်းနိုင်အကြီးနော်ဖျောင်းနိုင်အသေးရကြတော့ဘာလဲဆိုတော့ခဏလေးနဲ့ပုံလာပေါ့နော်အဲ့တော့ဖျောင်းနိုင်အကြီးနဲ့နှီးကဖျောင်းဆက်ချအဲ့လိုမျိုးလေးဖျောင်းဆက်လေးတွေချမှာဒီနေရာကနေစတင်ပြီးတော့နှီးတို့နောက်ဆုံးအနားတက်လိုက်တဲ့နေရာပေါ့အဲ့ဒါကိုနှီးကဖျောင်းဆက်လေးတွေနဲ့လိုက်ပြီးတော့တို့ပြီးတော့ချပေးတာလွယ်လေးအဲ့လိုမျိုးလေးလုပ်ရတာအဲ့လိုလေးလုပ်ပြီးကိုယ့်ရဲ့မှာနားအပေါက်လေးကိုလေအဲ့ဒီရဲ့မှာဒီရဲ့မှာအပေါက်ကလေးနဲ့တိတ်ပြီးတော့ဆိုအပေါ်လေးကလေမီးရှို့ပြီးသွားပြီဆိုအတွင်းထဲမှာနှစ်ရှည်လာများကြီးအကုန်လုံးပါလာလိမ့်မယ်နားဆိုပွင့်ထွက်သွားလူကြီးတွေအရန်သဘောကျတာအိမ်မှာဆိုနှီးတို့ဦးလေးကဒီလိုမျိုးပဲသူနားတွေဦးနေပြီနားတွေရားနေပြီဆိုလုပ်ပါအောင်လုပ်နားဖျောင်းနိုင်ထွင်းမအောင်အဲ့လိုမျိုးအရန်ကြိုက်တာပေါ့နော်အဲ့လိုမျိုးနှီးတို့တွေဒီပေါ်မှာအဆက်ကလေးလိုက်ချတာဒီပေါ်မှာဒါဖျောင်းအဆက်ကလေးတွေအဲ့ဆိုရင်6သွားပြီဆိုလို့ရှိရင်ဒီလိုမျိုးလေးပြီးရင်ပူလေးတိုင်းပဲဒါလေးကိုဒီတိုင်းလေးချွတ်ချလိုက်အဲ့ဆိုရင် तू က6သွားတယ်အခါဒီလိုတောင်းလေးဖြစ်သွားတာအဲ့တော့နှီးကဒီကမှအပေါက်ကလေးကိုဒီနားကိုတိတ်ပြီးသွားပြီဆိုဒီဘောလေးကနေမီးညှိပြီးပြီဆိုဒီနားလေးဒီလိုလေးအုပ်ထားအဲ့တော့ကိုပူတလောက်လေးဖာပြီးသွားရဆိုရင်ထုတ်ချလိုက်နော်